အမတ်တရပန်းဆိုင်တိုကျိုမြို့ရဲ့စောင်းဦးညနေခင်းဟာချမ်းအေးလာပါတယ်အသက်22နှစ်ရွယ်မိန်းကလေးအာကာရီဟာရှီဟောင်းအငွေးသက်တွေပြည့်နှက်နေတဲ့ဂီယုံလမ်းကြားလေးတွေထဲမှာလမ်းပြောင်းနေခဲ့တယ်သူမဟာလွန်ခဲ့တဲ့တစ်နှစ်ကကားအက်ဆီဒန့်တစ်ခုကြောင့်ငယ်ဘဝအမှတ်တရတချို့ပျောက်ဆုံးနေသူပါသူမရဲ့စိတ်ထဲမှာအမြဲတမ်းတစ်ခုခုလိုနေတယ်လို့ခံစားနေရပြီးအဲ့ဒီပျောက်ဆုံးနေတဲ့အစိတ်ပိုင်းကိုရှာဖွေဖို့တိုကျိုကိုရောက်လာခဲ့တာပါလမ်းကြားတစ်ခုရဲ့အဆုံးမှာတော့တက်သားဆိုင်မို့အုပ်လေးတစ်ခုကိုသူမတွေ့လိုက်ရတယ်မိဖြစ်ချင်သောအမှတ်တရများအတွက်ပန်းဆိုင်နဲ့ဆိုင်ထဲကိုလှမ်းဝင်လိုက်တဲ့အခါထူးဆန်းတဲ့ပန်းရံနှံတွေကသူမကိုစီးကြိုနေပါတယ်။ဆိုင်ရှင်ဟာအသက်ကြီးပေမဲ့ကြောက်ရှင်တဲ့ကီမိုနိုဝတ်စုံကိုဝတ်ဆင်ထားတဲ့မဒန်မီဆာကီပါ။ဒီဆိုင်ကပန်းတွေကရေနဲ့ရှင်သန်တာမဟုတ်ဘူးကွ။လူတွေရဲ့နာကျင်စရာအမှတ်တရတွေကိုစားသုံးပြီးပွင့်ကြတာ။လူ့ကိုမဒန်မီဆာကီကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်။အာဂါဒီဟာနားမလည်နိုင်ပေမဲ့ဒီဆိုင်လေးမှာတစ်ခုခုကိုဆွဆောင်ခံလိုက်ရတယ်လို့ခံစားရပြီးအခုအလုပ်သမားဖြစ်အလုပ်ဝင်ခဲ့ပါတယ်။သူမရဲ့အလုပ်ကတော့ဖောက်တယ်တွေယူဆောင်လာတဲ့နာကျင်စရာအမှတ်တရတွေကိုပန်းအိုးထဲထည့်ပေးဖို့ပါပထမဆုံးဖောက်တယ်ကသူ့ရဲ့ချစ်သူနဲ့လမ်းခွဲခဲ့ရတဲ့နာကျင်မှုကိုအနှံခဲ့ပါတယ်အာကာဒီကအဲ့ဒီအမှတ်တရကိုအပြာရောင်ပန်းကုန်လေးနဲ့ထည့်လိုက်တဲ့အခါခဏချင်းမှာပဲစိတ်ပတ်ရောင်နှင်းစီတစ်ပွင့်ဖြစ်လှပစွာပွင့်လန်းလာတာကိုအံ့ဩဖွယ်မြင်တွေ့လိုက်ရပါတယ်လာနေငင်ကြာလာတဲ့အခါအာကာဒီဟာပန်းတွေရဲ့လှုပ်ဝက်ချက်ကိုပိုသိလာရပါတယ်ပန်းတပွင့်စီမှာပိုင်ရှင်တွေရဲ့ငိုရှိုက်တန်တွေနောင်နာတွေနဲ့နာကျင်မှုတွေကင်းအောင်နေတာပါအမတ်တရတွေကိုပန်းတွေကစတုံးလိုက်တဲ့အတွက်လူတွေဟာစိတ်သက်သာရရသွားကြပေမဲ့အာကာရီရဲ့စိတ်ထဲမှာတော့မေကွန်းတစ်ခုကပိုကြီးထွားလာပါတယ်။ကျမရောဘာကြောင့်ဒီဆိုင်ကိုရောက်လာတာလဲ။ကျမမရောဘယ်လိုနာကျင်စရာတွေရှိခဲ့လို့လဲ။တရက်မှာတော့ဆိုင်ရဲ့အမောင်ဆိုထောင်းမှရှိတဲ့အနက်ရောင်ပန်းဦးကြီးတစ်လုံးကိုအာကာရီသတိထားမိသွားပါတယ်။အဲ့ဒီအိုးထဲမှာပွင့်မလာနိုင်ပဲညှိုးနှွမ်းနေတဲ့အနက်ရောင်လေးလေးတစ်ပွင့်ရှိနေပါတယ်။မဒန်မီဆာကီကတားမြင်ထားတဲ့ကြားကအာကာရီဟာအဲ့ဒီအနက်ရောင်ပန်းပွင့်လေးကိုလက်နဲ့ထိလိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာနဲ့အတူသူမရဲ့အုံနောက်ထဲကိုမှောင်မိုက်နေတဲ့မြင်ကွင်းတွေရိုက်ခတ်လာပါတယ်။မိခိုးတွေကားဟွန်းတန်တွေပြီးတော့ငိုတန်တွေအာကာဒီဟာမြင်ကွင်းထဲမှာရေမတော်တဆမှုတစ်ခုကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့ပိုပြီးကြောက်စရာကောင်းတာကအဲ့ဒီကားကိုမောင်းလာတဲ့သူဟာသူမရဲ့အမိဖြစ်နေတာပါ။အမတ်တရတွေဟာရေတကွန်လိုပြင်းထန်စွာစီးဆင်းလာပါတယ်။အာကာဒီရဲ့ဖခင်ဟာတာမန်ကားမတော်တဆမှုကြောင့်ဆုံးမသွားခဲ့တာမဟုတ်ပါဘူး။အမှန်တရားကတော့ထိုစဉ်ကသူမရဲ့မိဘနှစ်ပါးဟာကားပေါ်မှာပြင်းထန်စွာစကားများခဲ့ကြတာပါစိတ်တော်သားထွက်နေတဲ့သူမရဲ့အမိဟာကားရဲ့အရှိန်ကိုမထိန်နိုင်ပဲတိုက်မိခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာခလီးမလေးအာကာဒီဟာကားနောက်ခံမှာရှိနေခဲ့ပြီးအဖြစ်ပြအလုံးကိုမြင်တွေ့ခဲ့တာပါအမေဖြစ်သူကဒါဟာတမန်တော်ရဆမှုပါလို့လိညာခဲ့ပြီးအာကာဒီကိုလည်းအတင်းအဓမ္မမိခိုင်းခဲ့ပါတယ်အာကာဒီဟာအမေပေါ်ထားတဲ့ချစ်ချင်းနဲ့အမှန်တရားကြောင့်မှစိတ်တရားကြီးစွာရပြီးအမှတ်တရတွေကိုပိတ်ပစ်ခဲ့တာပါအနက်ရောင်လေးပွင့်ဟာအာကာဒီရဲ့ဒီသစ္စာဖောက်ခံရမှုနဲ့နာကျင်မှုတွေကိုစားတောက်မှုစူးစမ်းနေပေမဲ့အာကာဒီရဲ့ရင်ထဲမှာအမေဖြစ်သူပေါ်ထားရှိတဲ့နာကျင်မှုကအရန်ကြီးမားလွန်းလို့ပန်းကမပွင့်နိုင်ပဲဖြစ်နေတာပါအမတ်တရတွေကိုဖုံးကွယ်ထားတာကမင်းကိုပို့ပြီးအချင်းချထားတယ်လို့ပဲအာကာဒီတကယ်တော့မင်းကိုကိတ်တင်နိုင်တာကအမှန်တရားကိုလက်ခံရတဲ့တတိပဲလို့မဒန်မီဆာကီကတူတူလေးပြောလိုက်ပါတယ်အာကာဒီဟာမျက်ရည်တွေကြားကနေအနက်ရောင်လေးပွင့်လေးကိုကြည့်လိုက်ပါတယ်သူမဟာသူမရဲ့အမိကိုမုန်းတိနေမဲစားဒီနာကျင်စရာအတိတ်ကနေလွတ်မြောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဟာငါအမှားမဟုတ်သလိုဒီမုန်းတရားတွေနဲ့ငါ့ဘဝကိုဆက်ပြီးဆုံးရှုံးမခံနိုင်တော့ဘူး။လို့သူမပြတ်သားစွာပြောလိုက်တဲ့အခါမှာတော့ညှိုးနှွမ်းနေတဲ့အနက်ရောင်လေးပွင့်လေးဟာရုတ်တရက်ရွှေအိုရောင်အလင်းနဲ့ထွက်ပေါ်လာပြီးရွှေရောင်လေးတစ်ပွင့်ဖြစ်ပြောင်းလဲပွင့်လန်းသွားပါတယ်။အာကာဒီကအမှတ်တရတွေကိုပြန်ရသွားပါပြီ။သူမမပြည့်ချင်ခဲ့တဲ့အတိတ်ဟာသူမကိုနာကျင်စေပေမဲ့အဲ့ဒီအတိတ်ကြောင့်ပဲသူမဟာအခုလိုတန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်လာတာကိုသိမြင်သွားပါတယ်။နောက်တစ်နေ့မနက်မှာတော့ပန်းဆိုင်လေးဟာပျောက်ကွယ်သွားခဲ့ပါပြီ။ဒါပေမဲ့အာကာဒီရဲ့လက်ထဲမှာတော့ဘယ်တော့မှညှိုးနှမ်းမသွားမဲ့ရွှေရောင်လေးပွင့်လေးတစ်ပွင့်ရှိနေပါတယ်။သူမဟာတိုကျိုမြို့ရဲ့လမ်းကြားလေးတွေထဲကနေပြုံပြုံလေးထွက်ခွာလာခဲ့ပါတယ်။ဒီတစ်ခါတော့သူမလမ်းမပြောက်တော့ပါဘူး။